ဖွင့်ပြောတင်တာပေါ့အကျဉ်းနာမရဲ့အချစ်စစ်ဖြစ်ရင်ဖွင့်ပြောတင်တာပေါ့တိတိချာချာဆန်းစစ်ပြီးမှချစ်ဖို့ခွင့်ပန်တော့ရင်ရရချစ်တဲ့မှာသာချစ်သလားမေးပါနော်ချစ်တယ်ပြောရင်ချစ်တဲ့စကားလာပြောရင်မစွခင်ငါပဲညှမိပြူအသေးသွင်းတစ်တော့အကောင့်မှာလာပြောကြတဲ့ချစ်ဖို့ကော